မင်္ဂလာပါကျေးဇူးပါပြီ channel လေးပြန်နေကြိုဆိုပါရစေကျွန်တော်လူငယ်တွေအတွက်ပေါ့နော်ကျွန်တော်တို့လူကြီးတွေပဲဖြစ်စေကျွန်တော်တို့ဘဝစိတ်ခွန်အားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြပြပေးခြင်းတယ်ပေါ့ဒါကလည်းကျွန်တော်ရဲ့ဒီဘဝဖြတ်သန်းပြီးတော့မှရရှိလာတဲ့ဘဝအတွေ့အကြုံတွေပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဘာလို့လဲဆိုရင်ဒီခါကျရင်ချုပ်နေရာတွေမှာဆိုတော့ကျွန်တော်တို့လက်ရောညှိထွေပေါင်းတက်ဖို့ပေါင်းသင်းဖို့လှုပ်ဆောင်ဖို့လည်းလိုတယ်ပေါ့နော်ပြီးတော့အဲ့ဒါမှာကျွန်တော်အရှိမပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့ကိုရီကိုတွေးတွေကိုလိုရဲ့ကိုရဲ့ကိုအရေးချင်းတွေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့လမ်းကြောင်းတွေရတယ်ဖြောင်းပြသွားမှာပေါ့နော်ပြီးတော့ကိုကဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတဲ့ဟာပေါ်မူတည်ပြီးတော့ကိုလုပ်ချင်တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့လေကိုရှောက်အောင်မယ်လမ်းအောင်လည်းသေချာရှောက်အောင်ပေါ့နော်ပြီးတော့အဲ့မှာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီလူငယ်တွေပေါ့နော်ကျွန်တော်တို့စွန်စားတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါပြောပြပေးရှင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလူငယ်လေးဖြစ်တယ်အချိန်လည်းရှိတယ်ပေါ့နော်ကျွန်တော်စူးစမ်းနေတဲ့လူတယောက်ဆိုရင်ကျွန်တော်တို့တချို့အရာကြီးရင်ကျွန်တော်စွန်စားရတယ်စွန်စားတဲ့နေရာမှာကျွန်တော်တို့နှစ်မျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီအကောင်အဆိုးဖြစ်လာမယ့်အရာမှာကျွန်တော်တို့ကြောက်စိတ်ကြီးမဝင်ဖို့ပဲလိုတယ်စွန်စားတဲ့အရာမှာကျွန်တော်မကြောက်ဘူးလိုတယ်လူတွေရဲ့ကြောက်စိတ်တွေအများများနေဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘာမှမဖြစ်မြောက်ဘူးအခုလက်ရှိအနေထားနေပြီးတော့လေဘာမှလည်းပြောင်းလဲမှမဟုတ်ဘဲနဲ့ကျွန်တော်ဘွားတွေကကြီးတဲ့မကနှိမ့်ကြပါနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့ဘယ်လုံးမဆိုလုပ်ပြီးဆိုရင်အကြောက်တရားဆိုတဲ့ဟာကိုကျွန်တော်မေ့ထားရမယ်အကြောက်တရားကရမိုးဝါကြီးစိုးမိုးဝါကြီးဆိုရင်ကျွန်တော်ဘာမှမဖြစ်နိုင်တော့ဘူးကျွန်တော်တို့ရဲ့အချိန်ကြီးကြန့်ကြာသွားနိုင်မယ်အခုဆိုရင်ကျွန်တော်တို့ကဘာကြီးဆိုလဲကျွန်တော်တို့အရန်ဟိုမှာအချိန်နဲ့နော်အချိန်နဲ့တပြေးကြီးကျွန်တော်တို့အများကြီးပြောင်းနေနေတယ် AI ခက်တွေဖြစ်လာပြီပြီးတော့ဒီကျွန်တော်ဗီဒီယိုတွေပဲဖြစ်စေစကားတွေပြောတဲ့ဟာတွေပဲဖြစ်စေဆိုရင်ကျွန်တော်တို့ဘယ်ဟာအစစ်မှန်လဲသတင်းတွေကဘယ်ဟာအစစ်မှန်လဲဘယ်အကြောင်းအရာတွေကအစစ်မှန်လဲဆိုတဲ့ဟာမရှိတော့အတုတွေဆိုတဲ့ဟာတွေကအများကြီးပေါ်လာပြီအဲ့တော့အဲ့အရာတွေကိုလည်းချင့်ချိန်နိုင်အောင်ပေါ့နော်အချို့လူဆိုရင်ကျွန်တော်ဒီ AI နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေဆိုလည်းအများကြီးထွက်လာပြီးနောက်ပိုင်းအစစ်လားအတုလားမခွဲခြားနိုင်တော့ဘူးနော်သူတို့ပြောတဲ့စကားတွေကမှန်လားမှားလားအဲ့လိုမျိုးပုံမူတည်ပြီးတော့လိမ်လည်မှုတွေထိခိုက်မှုတွေအများကြီးဖြစ်လာနိုင်ပါအဲ့ဒါတွေကိုကြီးကချင့်ချိန်ဖို့လည်းလိုတယ်အဲ့တော့ကိုယ့်ရဲ့ idea ကိုလည်း brain level ကိုမြင့်တင်ဖို့လိုတယ်ပေါ့နော်အဲ့တော့အနှစ်ချုပ်အနေနဲ့ကျွန်တော်ကပြောချင်တာကကျွန်တော်တို့ဒီရောနော်ဒီအကြောက်တရားကိုကျွန်တော်တို့မေ့ထားရမယ်လူတွေကအကြောက်တရားတွေနဲ့ပြည့်နေရဖြစ်တဲ့အတွက်ကိုနဲ့တင့်တော်တဲ့နေရာကိုလည်းမရောက်ဘဲနဲ့မှအချိန်ကြီးကုန်ပြီးတော့မှဖြစ်နေတယ်ဘယ်လိုလဲဆိုတော့ဥပမာပေါ့နော်စိတ်ရောင်တရုံမှာလှုပ်လှုပ်တဲ့ရောက်ရှိတယ်သူကဘယ်လိုလဲဆိုတော့ဥပမာပေါ့နော်တနေ့လုံးကတိစားရတယ်ဖြစ်နိုင်တယ်ဒါမှမဟုတ်နဲ့ဒီဥပမာတသိန်းလောက်နေပဲကျွန်တော်ကျင်လေနေရဖြစ်နိုင်တယ်သူနဲ့အဆင်ပြေရဆိုပြီးတော့အဲ့မှာပဲနေတယ်ပေါ့နော်တကယ်လို့ကိုကအဲ့လုံးမှာနှစ်ရှည်လာမှနေလာပြီဆိုရင်ဥပမာပေါ့နော်ကျွန်တော်ဗာကြည့်ရမယ်ဆိုတော့ခေါင်းဆောင်နေရာဒူးနေရာရနိုင်လားလားစားတွေပါတိုးနိုင်လားအဲ့တော့ကိုယ့်ရဲ့တန်းတစ်လျှောက်မှာပေါ့နော်ဟိုဆယ်နှစ်တန်းကြီးလုံးရင်လည်းလုံးမယ်9နှစ်တန်းကြီးလုံးရင်လုံးမယ်အဲ့လိုမျိုးအဆင်ပြေနေတာဆိုတဲ့ဟာကိုကစဉ်းစားလို့အဆင်ပြေရဆိုရင်တော့လူတွေကခေါင်းအေးနဲ့ထားပြီးလှုပ်ချင်တဲ့လူတစ်ဖွဲ့ပေါ့နော်လောကကြီးကိုမစူးစမ်းဘူးမလေးလာခြင်းတော့ဘူးပြီးတော့မစွန့်စားခြင်းတဲ့လူတွေကြတော့လက်ရှိတာမန်လာတာလေး2သိန်းဝယ်လောက်နေတယ်သူတို့ဘောကိုကျင်းနေပြီးတော့မှဖြတ်သန်းသွားတာပေါ့နော်ဒါမှမဟုတ်ကိုကဒီထက်မြင့်နေအောင်သွားခြင်းတယ်ဆိုရင်ကျွန်တော်တို့မှာပညာရေးပြီးသွားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့စွန့်စားရမှာနော်စုံစားမှာဆိုကျွန်တော်ပြီးဘက်ထွက်ပြီးလှုပ်တဲ့နေရာမှာလည်းကျွန်တော်အများကြီးရှိတယ်တချို့ကျတော့ဘယ်လိုလဲဆိုတော့ဒီနိုင်ငံကိုသွားခြင်းလုံးကကြည့်ဆိုသူကမရမကသွားပြီးတော့အလုပ်စားလုပ်တချို့ကျတော့ဘယ်လိုလဲအတွေ့အကြုံလိုချင်တယ်ပြီးရင်အဲ့အတွေ့အကြုံအကျုံးချပြီးတော့ကိုမြန်မာနိုင်ငံမှာကိုပြန်မယ်အဲ့ဒီဟိုနော်ဒီထမင်းစားလက်မှတ်တွေနဲ့ဒီအတွေ့အကြုံတွေနဲ့ပြီးတော့အတွေ့အကြုံတွေနဲ့ကျွန်တော်တို့ရှင်းစမ်းနိုင်တဲ့အရေးချင်းရှိပြီဆိုရင်မြန်မာနိုင်ငံပြန်လာပြီးမြန်မာနိုင်ငံမှာကျွန်တော်တို့ကိုယ်ပိုင်စီးပွားရေးလုပ်တာပဲဖြစ်စေပါပဲဖြစ်စေပေါ့နော်အလုပ်တစ်ခုကောင်းအောင်ရာထူးကောင်းနဲ့လုပ်ရဖို့တော့သူကလုပ်ဖို့တော့လည်းဖြစ်နိုင်တယ်တချို့ကြောက်လည်းပတ်စံရှာဖို့တော့တည်တံသွားတာပတ်စံကြီးပဲရှာချင်တာပြီးပါသွားပြီးတော့ချို့ကြောက်လည်းအခက်အခဲမျိုးစုံနဲ့အစမပြေလို့ကိုမြန်မာနိုင်ငံမှာနေရတာအစမပြေလို့ကိုထွက်ပြီးတော့မှသွားနေရတဲ့လူတွေရှိတယ်တချို့ကြတော့လည်းပတ်စံရှိလူတွေသွားလဲတာတွေဘာညာအဲ့လိုမျိုးပေါ့နော်ချို့လူတွေကြောင်းသွားကြတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါကြီးကတော့စွန့်စားတာပဲပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့စိုးဝါအခြေအနေရှိခဲ့ဘူးလေဥပမာပေါ့နော်လုပ်ငန်းတွေအစမပြေလို့လောက်ကတာဘာညာအဲ့လိုမျိုးတွေးမှုကြောက်စရာမလိုဘူးအဓိကကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်တို့စွန့်စားနိုင်မှုလိုတယ်စွန့်စားနိုင်မှုလိုတယ်ဆိုတဲ့ဟာလေကို့မှာဘာမှမရှိဘဲသွားပြီးတော့မှစွန့်စားလို့တော့မရဘူးကျွန်တော်တို့မှာလေ့လာကားမယ်ဟာရှိဥပမာကျွန်တော်ကဘယ်နိုင်ငံသွားချင်တာလဲဥပမာနော်ကျွန်တော်သွားချင်တဲ့နိုင်ငံကိုမူတည်ပြီးတော့ကျွန်တော်ဘာသာစကားတွေလေ့လာရမယ်ဘာသာစကားဆိုတဲ့အရာကကျွန်တော်တို့ပညာတစ်ခုပေါ့နော်ပညာဘာသာစကားတစ်ခုရပြီဆိုရင်ကျွန်တော်တို့ပြောရဆိုတာအဆင်ပြေတယ်လူတယောက်နဲ့
စကားပြောဆိုတာချိတ်ဆက်တာအဆင်ပြေတာဖြစ်တဲ့အတွက်လုပ်ငန်းခွင်နော်အခွင့်အလမ်းတွေပါကျွန်တော်တွေရတာပို့ပြီးများတယ်အဲ့ဒါပတ်သက်ပြီးကိုမှဘာ idea ရှိရလဲလုပ်ငန်းအတွေ့အကြုံတွေဘာရှိရလဲမှာစက်ရုံနဲ့ပတ်သက်ပြီးတော့ကိုမှအတွေ့အကြုံရှိရလားဒီ idea ပညာနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိရလားအဲ့လိုမျိုးပေါ့နော်အဲ့ပေါ်မူတည်ပြီးကျွန်တော်တို့လုပ်ငန်းကိုင်တွေပို့ပြီးတော့အဆင်ပြေတိုးတက်မှာပေါ့နော်အဲ့ဒါလည်းဆိုရင်ကျွန်တော်တို့ပညာပြေးဝါဝါကြီးပေါ့နော်အဲ့တော့လူကြီးချိုးရပြောတဲ့ခါကျမှလည်းခိုင်ရမှန်တယ်ဘယ်လိုလဲဆိုတော့ပညာရှာရမယ်ပြီးတော့ပညာရှာဆိုတာမှန်တယ်ဥပမာပေါ့ပညာဆိုတဲ့အရာကျွန်တော်အတန်းပညာကိုပဲကျွန်တော်တို့ရှာရမယ်လို့မဆိုလို့အတန်းပညာကကျွန်တော်ရဲ့ဒီစာပေနဲ့ပတ်သက်တဲ့ဟာတွေဝေါ်ဟာတာတွေအဲ့လိုမျိုးပေါ့နော်ကြွယ်ဝဖို့တကူဒီကျောင်းမှာတင်မြောက်တာပေါ့ဒါပေမဲ့ဒီဘဝနဲ့ပတ်သက်ပြီးတော့ရှင်းမယ်ဆိုရင်ဒီအရာတွေကဘာမှတော့မဟုတ်တော့ဘူးပေါ့နော်ဘဝရက်တီဖို့အတွက်ကိုတော့ကျောင်းမှာတော့သင်လို့မရဘူးဘဝရက်တီဖို့အတွက်ကိုကျွန်တော်တို့ကျောင်းမှာသွားတော့သင်လို့မရဘူးအဲ့လိုသင်ပေးတဲ့ဟာတွေလည်းမရှိဘူးเนาะအဲ့ဒါကြောင့်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ချို့ရလေးဆိုရင်ကျွန်တော်တို့နီးစပ်ရလေးမှာဖြစ်စေပေးပေါင်းဝင်ကျွန်တော်ဖြစ်စေအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့လုပ်ငန်းနဲ့ကိုင်နေပါရေးဆိုရင်ကျွန်တော်ကြောင်းပေးသွားတာဖြစ်စေအဲ့လိုဒီပန်းနဲ့ထိတွေ့ပြီးတော့မှကိုဝါနာပါတဲ့ဟာကိုအပြင်မှာလေ့လာဖို့လေလို့တယ်အဲ့လိုမျိုးပေါ့နော်ဘယ်လိုမျိုးလေ့လာဖို့လိုလဲဆိုတော့ကျွန်တော်ကကားပညာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လေ့လာချင်တာဆိုရင်ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေ့လာမယ်ဒီ workshop တွေနဲ့ပတ်သက်ပြီးတော့မှဒီကားတွေကဘယ်လိုလုပ်လဲဆိုတာလေ့လာဒါပေမဲ့အခုနောက်ပိုင်းဆိုရင်ကျွန်တော်ဒီ computer box တွေပါဖြစ်လာပြီဆိုရင်ဒီကားလောကမှာဆိုရင်ကျွန်တော်အရင်တော့လို့ language ချပြီးပြင်ညာပညာတော့မရှိတော့ဘူး showroom တွေဖြစ်ကုန်ပြီကားတွေပါစစ်ပြီးဆိုရင် computer box တွေပါနဲ့စစ်တယ်ဘယ်ပိုင်းပြက်တယ်ဆိုတာခါသိပြီဆိုတော့ခါလေးပြင်တယ်အဲ့လိုမျိုးဖြစ်လာပြီပေါ့နော်အဲ့ဒီအများကြီးလေ့လာရမှာအဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုတွေကကြောက်လို့မရဘူးကိုကဒီတစ်ခုလေ့လာပြီဆိုရင်ငါရအောင်လုပ်မယ်ဆိုတဲ့စိတ်ကိုမွေးပြီးတော့ကိုတွေကလုပ်ဖို့လိုတယ်ပေါ့နော်ဘာမှလည်းမလုပ်ရသေးပဲနဲ့ဟိုပွဲမစခင်မြားကုန်သွားတယ်လို့ဖြစ်နေပါဘူးဟာဒါကြီးကငါလည်းဖြစ်နိုင်မှာမဟုတ်ပါဘူးဆိုရင်တော့ဟိုလူတိုင်းအောင်မြင်မှုမရအဲ့ကြောင့်မို့လို့ဘယ်လိုလဲဆိုတော့နံပါတ်1လူတိုင်းစူးစမ်းပိုင်ခွင့်ရှိတယ်လူတိုင်းလုံနိုင်ခွင့်ရှိတယ်ဒါပေမဲ့လူတိုင်းဘာကြောင့်မချမ်းသာတယ်အစမပြေကြတယ်ဆိုတဲ့ဟာကနံပါတ်1ကြောက်တာပြီးတော့နံပါတ်2ပညာရေးမပြေဝတာပြီးတော့အကြောက်ရေရဆိုးမို့တယ်ပြီးတော့မစူးစမ်းကျင်စိတ်ကြောရှိတယ်ဒါပေမဲ့မစွန့်စားရဲဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလဲဆိုအလုပ်တစ်ခုလုပ်တယ်ဒီလုံးမှာကျွန်တော်အစင်မပြေဘူးဆိုရင်ကျွန်တော်ကတ်တွယ်နေစရာမလိုဘူးဘာကြောင့်လဲဆိုတော့ကတ်တွယ်နေတဲ့လူတွေကအပြောဆိုခံတယ်အလောက်ကလူတွေရဲ့အပြောဆိုခံတယ်အနေခံခံတယ်မှားသည်ဖြစ်စေမှန်သည်ဖြစ်စေငြိမ်ခံတယ်ဘာကြောင့်လဲဆိုတော့အော်ဒီအလုပ်ကြီးရတာငါထုတ်သွားပြီဆိုရင်ငါနောက်လို့ရှာရင်ရနိုင်ပါမလားဒီရှားထဲမှာဘယ်လိုမျိုးစားတော့ရမလဲဆိုတော့အတွေးတွေဝင်တယ်အဲ့ဒါတစ်ချက်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကျင်းကြီးရတခုတော့ကို့မှာအတွေးခေါ်ဘိုက်ဆိုင်ရာအားနေနေသေးတယ်အတွေ့အကြုံဘိုက်ဆိုင်ရာတွေအားနေနေသေးတယ်ပြီးတော့မစွန့်စားရဲဘူးအဲ့တော့ကျွန်တော်တို့စွန့်စားမဲ့လူတွေအတွက်ပဲကျွန်တော်တို့နေရာတစ်ခုရှိတာအဲ့နေရာတစ်ခုကလည်းကျွန်တော်တို့စွန့်စားနိုင်တဲ့လူတွေအတွက်ပဲနေရာရှိတာမစွန့်စားနိုင်တဲ့လူတွေအတွက်ကတော့ကျွန်တော်တို့ဒီလုံးဒီနေရာဒီအချိန်ကြီးဒီလားစာနဲ့ပဲကျွန်တော်တို့3နှစ်တန်ကြီး5နှစ်တန်ကြီးကျွန်တော်တို့တွေကဒီဟာနဲ့ပဲလုပ်နေတာအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲအပြောဆိုခံမှန်သည်ဖြစ်စေမှားသည်ဖြစ်စေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပြောဆိုသမျှကိုခံပြီးတော့မှဟိုဘယ်လိုခေါ်မလဲကိုရီးယားပတ်စံမရှိတဲ့ဘွားတွေပဲလေဒီလုတ်ရမှာပဲစားမယ်တောင်းအောင်ပဲဘွားတွေဆိုတော့သိခံပြီးလုတ်ပါမယ်ဆိုပြီးအဲ့လိုမလုပ်ကြတယ်ဟုတ်ပြီနော်အဲ့လိုကြတော့ဘာဖြစ်လဲဆိုတော့ဒီလုတ်ကလည်းမပြောင်းပြဘူးကိုသိခါတွေကိုရဲ့မာမာနာတွေဆိုလဲချနေခံရတယ်ဆိုလဲဂယုံမဆိုင်ပဲနဲ့လုပ်နေရတယ်လို့အများကြီးရှိတယ်ကျွန်တော်တို့တွေကတော့အဲ့လိုမဟုတ်ဘူးဘယ်လိုလဲဆိုတော့ကို့မှာ idea ရှိတယ်ကို့မှာတွေးခေါ်ရှိတယ်ငါစွန့်စားနိုင်တယ်ဒီလုံးကလုပ်တယ်မှန်ရဲ့သားနဲ့မဟုတ်တာလားမပြောနဲ့ supervisor လည်းမကဘူး manager လည်းမကဘူး CEO မကဘူးကြိုက်တဲ့လူလားငါအမှန်တရားတွေရည်ကြည်ပြီးတော့ငါပြောမယ်ဟုတ်ပြီတချို့ကြတာလူတယောက်မှန်နေဆိုနင်းချင်အဲ့ဒါဟုတ်ပြီဟိအောင်ကျွန်တော်လုံးဝကြုံမှုတယ်မြန်မာလာသားမှာဟိအောင်နဲ့ TTB ရတဲ့ဘာဖြစ်တာလဲနိုင်ငံခြားကုမ္ပဏီမှာလုပ်ကြတာနိုင်ငံခြားသားလာတဲ့တော့သူက offer ကပါတဲ့ဟိုညီလေးတို့ကုမ္ပဏီက offer ကတဲ့တောင်းရှိလို့ပါတဲ့ပြော supervisor မရှိအမြဲတမ်းမရှိ supervisor သူလောကမဲ့လုပ်လို့တေးချာမလုပ်ဘူးတောင်းဝင် supervisor နာမည်ကတ်တာတချို့လူတွေကအလုပ်ပါခိုးလာရှိဒါပေမဲ့သူကလည်းအပါခိုးတာသူကဏ္ဍကိုလည်းမပြောဘူးသူမှရှိရမရှိရသူကဏ္ဍကိုကတော့အလုပ်ထဲမှာအချိန်ပြည့်ရှိတယ်အမြဲတမ်းကိုတောင်းဝင်ကိုယူတယ်ကိုလုပ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့နိုင်ငံသားတွေရောက်လာဟာမကြည့်မဖွင့်ဘူးလားပြောအပရာသာလို့ TV မဖွင့်တာမဟုတ်ဘူးလို့ TV ကတခါကျရင်အဲ့တိုင်းပဲလို့ဒီ Swiss ကားလို့ system something wrong ဖြစ်နေတာလို့လုံးဝပြတ်သွားတာတော့မဟုတ်ဘူးလို့ဟာမင်းအားတဲ့
အောက်ဖေမပြောဘူးလားဆိုတော့အဲ့စူပါဗိုင်ဇာလောက်ကမဲ့ကိစ္စလို့ကျွန်တော်တို့မသိဘူးဒါပေမဲ့သုံးလို့ရတယ်ဆိုပြီးတော့သူပြောလို့တာလုပ်ထားတာလို့ဒါကတော့အခုလို့ပိတ်ထားတာဆိုတော့လွတ်သွားတာဖြစ်မယ်လို့ကျွန်တော်ပြန်လုပ်ပေးမယ်ဆိုလုပ်ပေးလို့သူကဒီနိုင်ငံသားရောက်နေပြီးတော့ရုံးတက်တိုင်နေဖြစ်မှာပဲCEO level လောက်လမ်းပြောတော့အပြေးပြီးချက်ချင်းပဲစူပါဗိုင်ဇာရောက်လာမင်းဘာတော့ပြောလိုက်တာလဲဘာပြောလို့လဲလို့ဟာငါ့ကိုဖုန်းနေဆက်နေပြီဖုန်းနေဆက်အောင်ဘာဖြစ်လို့လဲအာဒီမှာလည်းဟိုကသူတို့ဘက်ကလည်းဌာနရောက်လာသွားတာအဲ့ဒီဟာကြီးပြက်နေလို့မပြောရတယ်ကျွန်တော်ပြက်နေလို့ပြောတာမဟုတ်ဘူးလို့သုံးလို့ရတယ်ဆိုမှလည်းဖွင့်ထားရင်မတွေ့ဘူးလားသုံးလို့ရတယ်ဒါပေမဲ့လွတ်နေတာတော့ပြောတာလို့အဲ့ဒါလို့မင်းဘာဖြစ်လို့လဲငါမပြောလို့တော့ပြောတယ်ဟုတ်တယ်ဒီစူပါဗိုင်ဇာလုပ်ရမယ့်အလုပ်တွေအဲ့ဒါပြက်တာပဲကြားလာပြီမဟုတ်ဘူးလားလို့ဟာမင်းကဘာဖြစ်နေပြက်လို့ပြောတယ်ဒါပေမဲ့ကိုယ့်အမှန်တရားပဲလေတချို့ဘာတွေလိုတာပါညာဆိုလဲစူပါဗိုင်ဇာသိရမယ်သူလည်းသိတယ်သူ့လည်းပြောတယ်မကောင်းဘူးဆိုရင်ဥပမာအစမပြေဘူးပေါ့ဗျာသူဖြည့်ရမှာသူ့ရဲ့ level ကျွန်တော် level ကြော်မလို့ဟုတ်တယ်ကိုယ့်ကိုစူပါဗိုင်ဇာ level ပေးထားရဆိုရင်ဒီဆိုင်မှာလောက်ကမဲ့ဟာတွေအကုန်ကြည့်ပြီးတော့မှကိုယ်စမီအောင်လုပ်ပေးမယ်လေအဲ့ဒါဘာဖြစ်လဲဆိုတော့မှန်တာပြောတဲ့လူတွေကမုန်းတယ်အဲ့တော့မုန်းလို့ဘာဖြစ်လဲ sorry ပဲငါပညာငါအေးချင်းရှိမင်းအင်္ဂလိပ်လိုဒီနိုင်ငံသားတော့တယောက်လာမင်းအင်္ဂလိပ်လိုပြောတယ်ငါလည်းပြောတယ်မင်းဗမာလိုပြောတယ်ဗမာလိုပဲပြောနေတယ်နော်လန်ထွက်အောင်ပြောနေတယ်ကာဆာမာကျဲမှာစိတ်ဆိုးနေတယ်သူစိတ်မဆိုးအောင်ဘယ်လိုကဲလောက်ကမယ်ဆိုလဲပညာငါမှရှိဟုတ်နော်အဲ့တော့ဒီပစ္စည်းတစ်ခုရောင်းထုတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ idea ကျွန်တော်မှရှိ9000တန်ပစ္စည်းကိုဘာကြောင့်မဝယ်သင့်လဲတသိန်းခွဲတန်ကိုဘာကြောင့်ပစ္စည်းကိုဝယ်သင့်လဲဆိုတဲ့အကြောင်းအရာကိုပြောပြီးတော့ customer ကိုရောင်းရဖို့တော့ကျွန်တော်ပြောနိုင်တဲ့ skill ရှိအဲ့တော့ဘယ်မှမကြောက်ဟုတ်နော်အကြောင်းကျွန်တော်အာဝန်လာတော့တယ်ပြရပေးတယ်ကိုလုပ်တယ်ကိုလုပ်ရမယ့်အကြောင်းအရာကိုလုပ်တယ်ဖြီးရတွေအရင်ပေးတယ်မှန်မှန်ကန်ကန်လေးလုပ်တယ်ဒါမှမဟုတ်မကောင်းမြင်နေဆိုရင် sorry ပဲကျွန်တော်ဒီတော့မှဘာမှမနေဘူးအရင်တော့ဘာကြောင့်နေလဲဆိုတော့ဒီကုမ္ပဏီကအသစ်ဖြစ်တာအတွက်ဖြစ်တဲ့အတွက်တော့ဒီကွင်မကြသေးတဲ့ဖြစ်တဲ့အတွက်လူတွေခေါ်တဲ့နေရာမှာဒါကိုကတခါမှတော့ supervisor level ဟိုမလျှောက်ဘူးလားဖြစ်တဲ့အတွက်အဲ့တော့ကတော့နည်းနည်းလေးကိုလည်းမစွန့်စားရဲဘူးပေါ့အဲ့တော့ရိုးနေဒီဆေးရမကဆေးပေါ့နော်ဆေးပိုင်းနဲ့ဆေးမန်းတွေပေါ့နော်အယောင်ပိုင်းနဲ့ပဲကျွန်တော်ရှောက်ခဲ့အဲ့တော့လာစား2သိန်းခွဲရခဲ့2023ပေါ့နော်3ဝန်းကျင်နဲ့တစ်နှစ်ဝန်းကျင်တော့တော်တော်လေးပေါ့နော်ရှောက်ခဲ့စူပါဗိုင်ဇာ level က3သိန်းခွဲလောက်ရတာပေါ့နော်3သိန်းခွဲလောက်တော့กว่าပါပေါ့ထားပါတော့အဲ့လိုမျိုးရှောက်ခဲ့တော့အတွေ့အကြုံလိုချင်တာဒီရဲ့ system တဘောလေးအားတွေပြီးတော့ကုမ္ပဏီအသစ်ဖွင့်တာဖြစ်တဲ့အတွက်ဘယ်မှကွင်မကြသေးဘူးချို့ပိုင်းမှားနေတဲ့ဟာတွေရှိတယ်အဲ့လိုမျိုးကြပါတော့ချို့အတွေ့အကြုံရှိတဲ့ supervisor တွေဆိုလဲဒီဟာကိုဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေအကြံဉာဏ်တွေတောင်းပြီးတော့မှလုပ်ကြတာမှရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကုမ္ပဏီမဖွင့်ခင်အချိန်မှာတော့မှကျွန်တော်တို့ training ပေးခဲ့တယ်ပေါ့နော် training ပေးပြီးတော့ကျွန်တော်တို့လုပ်ခဲ့တယ်အဲ့ဒီဟာတွေလူတိုင်းသိမယ်လို့ဖြစ်တယ်မြန်မာနိုင်ငံမှာတခုပဲရှိရပေါ့နော်အနန္တကုမ္ပဏီပေါ့နော်အနန္တကုမ္ပဏီသူက internet ရောင်းတဲ့ကုမ္ပဏီပေါ့နော်အဲ့ဒါအစတည်းကအဲ့ဒီကုမ္ပဏီမစခင်နေကကျွန်တော်အဲ့မှာလုပ်ခဲ့တယ်ချဲခဲ့ဟုတ်ပြီကိုမှန်နေတဲ့ဒါပေမဲ့ကို PR ပေးလာတယ်မဟုတ်တာပြောလာပြီဆိုရင် sorry ပဲ bye bye ချလို့ပြောင်းဒါပဲအဲ့ဒါပါစွန့်စားရတာဘာလို့ကိုမာနာကိုသိက္ခာကိုပညာကိုရည်ချင်းတဲ့ကိုနေတာအထူးကြုံမရှိသေးလို့လားအချို့နေရာတွေမှာကျွန်တော်သိခံပြီးတော့နေတာ level နဲ့ supervisor level နဲ့လောက်ကိုတွေးနိုင်တယ်သူတို့ပို့ပြီးတော့ကျွန်တော် handle လုပ်နိုင်တယ်။ why handle လုပ်နိုင်လဲတော့ဘယ်လိုလဲမယ် customer တွေလာပြီး complaint တက်တယ်အဲ့ complaint ကိုဘယ်လိုအဆင်ပြေအောင်ဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းကျွန်တော်သိတယ် time management ကိုဘယ်လိုလုပ်ရမလဲဆိုတာဟာကျွန်တော်မသိတယ် complaint handling ကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်သိတယ် management ကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်သိတယ် system ဘိုင်းကိုဘယ်လိုကင်သွင်းရမလဲဆိုတာကျွန်တော်သိတယ်စီးရင်စရာဘိုင်းတွေဘာရင်းညာတွေကိုဘယ်လိုကဲလုပ်ရမလဲဆိုတဲ့ဟာကျွန်တော်မသိအတွေးခေါ်ရှိအဲ့တော့ကျွန်တော်စွန့်စားရဲ့ဟုတ်တယ်နော်အဲ့တော့ငါတော့ကောင်းပါတယ်လို့ဒီတော့မပြောဘူးလည်းဖြီးရပြီနော် sorry ပဲသက်သာကျွန်တော်ချားလို့ပြောင်းချားလို့မှအဲ့တိုင်းပဲကိုလောက်ကမဲ့ဝင်ထပ်ပို့ပြီးလောက်ခိုင်းမယ်ဆိုရင်ဒါကညှင်းဆဲရတာဖြစ်သွားတယ်လုံညံမှုတော့အလုပ်တစ်ခုဆိုတာဘယ်လိုလဲဆိုတော့ OT ဆိုတဲ့ဟာမျိုးထားပြီးတာရပြဿနာမရှိဘူးအရန်များလို့ OT ဆိုတဲ့ဟာဆိုလို့ဆိုတော့ free ရတော့ဘယ်သူမှလာမလို့ sorry ပဲဟုတ်တယ်လေ9နိုင်ဆိုရင်ကျွန်တော်ပြန်မယ်ကျွန်တော်လောက်ကမဲ့ဟာကိုကျွန်တော်ပြီးအောင်လုပ်တယ်တောင်းဝင်တယ် plus ဒါလေးလုပ်ပေးပါဦး OT လားဘာ OT မှလည်းမဟုတ်ဘာပတ်စံမှမလားအလကားလုပ်ပြီးမယ်အဲ့တနားရီတော့ကိုကျွန်တော်အချိန်မပေးနိုင် sorry ပဲဟုတ်တယ်
ဒါကိုယ့်အချိန်ကိုပြီးသွားအဲ့တော့မကြိုက်ဘူးဆိုရင်ကြိုက်တဲ့လူပြောဒါစီကံမလိုက်နိုင်တယ်မဟုတ်ဘူးစီးပေါင်ထဲမှာကျွန်တော်နေတယ်အဲ့လိုချဲရအဲ့ဒါစွန်သားတယ်လို့ခေါ်တယ်အခုကျွန်တော်ထိုင်းနိုင်ငံမှာနေတယ်ထိုင်းနေနဲ့ရင်ပေါင်တန်းပြီးကျွန်တော်ပြောတယ်ကိုပြောတယ်ကိုမပြောတတ်ပြောတတ်တယ်ထိုင်းဘာသာစကားနဲ့ပြောတယ်ရအောင်ပြောတယ်အရန်ကိုဖီအားများပြီးတော့ဟိုလာပြီးတော့ဘယ်လိုခေါ်မလဲချိနေတာဘာလို့ဆိုရင်အင်္ဂလိပ်လိုပဲပြောတယ်သူနားလေလားနားမလဲလားသူခင်လားသူတို့နိုင်ငံကဒီ international နိုင်ငံနဲ့အရေးရက်ကလာတယ်သူတို့အင်္ဂလိပ်မပြောတတ်လားသူတို့ပြဿနာကိုရီတော်မှကိုရီနိုင်ငံမြန်မာနိုင်ငံမှာကဘာလက်ကြီးစေအဲ့လောက်လာတာမဟုတ်ဒါပေမဲ့အင်္ဂလိပ်လိုကျွန်တော်ရအောင်သိယူထားတယ်ဘာလဲဆိုတော့လူရဲ့ကိုယ်သေးဆိုအဲ့ဒါစွန်စားရဲ့အဲ့တော့ကျွန်တော်ဒီပြောတယ်ရှင်းလေးသူများနိုင်ငံမှာလုပ်ပြီးဆိုရင်သူများရဲ့စီကံသူများရဲ့လူပေါင်ထဲမှာနေရတယ်သူများရဲ့ပေါင်ထဲမှာကျွန်တော်နေရတယ်ဟုတ်ပြီနေတော့စူပါဗိုင်ဇာတော့လည်းလာမပြောနဲ့ဒီနိုင်ငံမှာကျွန်တော်နေတယ်နော်စူပါဗိုင်ဇာရာလူတော့လည်းကျွန်တော်လာမပြောနဲ့ကျွန်တော်အင်္ဂလိပ်လိုပြောနေတယ်ပြောကျွန်တော်ထိုင်းလိုပြောတယ်ဆိုပြောကျွန်တော်ထိုင်းလိုလည်းပြောပြီးမယ် respect ထားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီလုံးမှာလောက်ရတာအဆင်မပြေဘူးမပြေတဲ့တော့ကိုဘာပြောလဲဆိုတော့အောင်မြင်ခံကျွန်တော်မလုပ်ဘူးဌာနပြောင်းတယ်မန်နေဂျာကိုတက်ပြောတယ်မန်နေဂျာကျွန်တော်ဒီမှာအဆင်မပြေဘူးဒီလိုကိစ္စရှိတယ်အရင်တော့ကျွန်တော်လောက်ရတာအဆင်ပြေတယ်အဲ့တော့ကျွန်တော်အဆင်မပြေဖြစ်တယ်ကျွန်တော်မနက်ပိုင်းထားပြီးပါမနက်8 နာရီကနေပြီးတော့ကျွန်တော်9 နာရီထားပြီးပါအဲ့လိုမျိုးလုပ်ပြီးရဆိုရင်တော့ကျွန်တော်ဒီဌာနမှာနေမယ်အဲ့လိုမျိုးအဆင်မပြေဘူးဆိုရင်ကျွန်တော်တခြားဌာနပြောင်းမယ်အလုပ်ရမ်းများတယ်ဆိုရင်ရတယ်ကျွန်တော်မနက်8 ည9လုံးစုံကျွန်တော်လုပ်ပြီးအရမ်းများတယ်ရတယ်မနက်8 နာရီကနေည7 နာရီထိကျွန်တော် OD ဆင်းပြီးလုပ်ပြီးပြဿနာမရှိဘူးတချို့ရက်တွေဆိုရင်တော့ကျွန်တော်ညာပိုင်းတွေကျွန်တော်မထည့်ပါနဲ့လို့ပြောတယ်အဲ့တော့မန်နေဂျာโอเคငါဆင်းပြောင်းလုပ်ပြီးမယ်ပြီးသွားပြီမန်နေဂျာနဲ့ကိစ္စပြီးတော့စူပါဗိုင်ဇာကလာရတာဟာမင်းကဘာဟုတ်တာလဲဘယ်ရှင်းပြန်มาလဲ9 နာရီပြန်မယ်လေကျွန်တော်လာတဲ့က7 နာရီလာဟာပြန်လို့မရဘူးလို့ OD လုပ်ကြမယ်ကျွန်တော်ကကိစ္စလေကျွန်တော် OD လုပ်နိုင်မှာလုပ်မယ်မလုပ်နိုင်မှာမလုပ်ဘူးလေဟုတ်တယ်လေကျွန်တော်ငကိုရဲ့မန်နေဂျာကိုပြောခဲ့ပြီးသားအလုပ်များတယ်ဆိုရင်လုပ်မယ်အလုပ်များတယ်အရင် very busy ဖြစ်တယ်ဆိုရင် OD လုပ်ပေးမယ်လူလေးနည်းနည်းလေးနေတော့ကျွန်တော်ဒီမလုပ်အပ်နဲ့ကျွန်တော် OD မလုပ်ဘူးအားရှင်းနေအဲ့တော့ကိုလေ supervisor ကိုပြောတယ်ဟုတ်တယ် supervisor ပြောတယ်မင်းအောက်ပြီး manager ဆိုပြောတယ် manager တက်ပြန် manager okay ပဲအဲ့လိုပြောတိုင်းတော့ဘာဖြစ်လဲဆိုတော့ supervisor တွေကကိုဘေးပေါင်ဝင်ခြင်းလူတွေကလည်းထိုင်းနေတာမကြည့်အဲ့ကျွန်တော်ရှင်းနေချဲကိုမန်နေတယ်ကိုစိတ်ပေါင်းနေမှာကိုနေတယ်ကိုလည်းဒီလိုမျိုးမလုပ်နိုင်ဘူးဆိုတဲ့အကြောင်းမန်နေဂျာပြောပြီးပါတယ်မကြိုက်ဘူးဆိုရင်မန်နေဂျာကိုတော့မေးဆိုတော့မမေးဘူးကိုပဲလှိမ့်ပြီးတော့ဆိုပါစားရေးဘေးပေါင်ကြီးလူတွေကထိုင်းလူမျိုးတွေကကိုတင်းဟုတ်တယ်မင်းကအစွမ်းစားရှိဆိုတော့ကိုကစွမ်းစားရှိရင်နောက်ဆုံးကြောက်စိတ်ဆိုတဲ့ဟာကျွန်တော်ငွေတော့အခုချိန်ထိနိုင်ငံခြားမှာဆိုချဲရမင်းဘာကောင်းလဲငါဘာကောင်းလဲမင်းအင်္ဂလိပ်လိုပြောတယ်ငါအင်္ဂလိပ်လိုပြောမယ်မင်းထိုင်းလိုပြောတယ်ငါထိုင်းလိုကြိုးစားပြီးပြောမယ်မင်းဘာစကေးရှိမင်းတောင်းမှားငါလည်းမှားတယ် customer complaint လို့ငါလုပ်နိုင်ဒါပဲကျွန်တော်ပြောတာအဲ့တော့ကိုမစကီကိုမအတွေ့အကြုံရှိတယ်ကိုမအကြောက်တရားမရှိဘူးစွန်စားရဲဆိုရင်ကျွန်တော်ဘွားငင်းရဝိုင်းအကြောက်တရားကြောင်းလားငင်းရအခုဟုတ်ပြီရှင်းနေမင်းကျွန်တော်ငါတခြားမနေဘူးညမင်းတို့ဒီဌာနနဲ့ပြောင်းပြီးလို့မရအောင်ဟုတ်တယ်ပိုင်းမှန်ပဲကျွန်တော်လှုပ်ထွက်ပြီဟုတ်ပြီနော်ကို idea ကိုအတွေးခေါ်နေကြိုက်လို့သွားရှောက်လို့ရတယ်အချိန်တိုင်းကတခုတည်းမှာလှုပ်ရှားနေတဲ့အချိန်မှာတော့မရအောင်မရနိုင်ဘူးဒါပေမဲ့အေးစေးအဲ့ဒါမှလည်းစွန်စားတာအဲ့စွန်စားရဲဖို့စိတ်ဟိုကိတ်ကလည်းကို့မှာကအတွေးခေါ်ဉာဏ်ပညာအတွေ့အကြုံဘူလူသားတွေဘာသာစကားနားလည်မှုတွေအများကြီးလုပ်တယ်အဲ့တော့အနှစ်ချုပ်နေတယ်ဆိုပြောချင်တာကအောင်မြင်မှုရချင်တယ်ဆိုရင်အဲ့အောင်မြင်မှုတော့ကိုစွန်စားနိုင်တဲ့လူတွေအတွက်ပဲနေရတာစွန်စားနိုင်တဲ့လူတွေအတွက်ပဲအခွင့်အရေးခံရတာအဲ့လိုစွန်စားလို့လေကျွန်တော်ဒီဌာနမှာအခွင့်အရေးခံရတာအခွင့်အရေးခံရကိုနဲ့တန်းတူမြန်မာတွေရှိနေတယ်ပြောတယ်ဆိုတယ်ဘာမှလို့ဆိုတာသိရတဲ့အတိုင်းပဲကိုပြောတာနားမထောင်ကျွန်တော်လီဒါနေနဲ့ခံပေးထားတယ်တဲ့ပြောတယ်လေဘာလို့ဒါကပညာနဲ့ပတ်သက်ပြီးတော့နေရာမှာလာပြီးတော့ဆွတ်ဖက်တယ်ဒီကိုယ့်ရဲ့ပညာကိုစော်ကားတယ်မလေးမစားလုပ်တယ်ဆိုရင်ပညာအရာမှာကြိုက်လို့စမ်းမင်းကဘာကောင်းငါကောင်းလို့ဟုတ်ပြီငါပြောတာနားမထောင်
ထိုင်းလို့တော်တော်တက်နေပြီလားမင်းအင်္ဂလိပ်လို့တော်တော်တက်နေပြီပြောင်းနေငါမပြောတတ်ဘူးဆိုရင်လည်း manager ကို translate နဲ့ဆိုပြောမယ်ဟာစဉ်းစားကြည့် translate နဲ့ဆိုပြောမယ်တဲ့ရောက်နေတာသူများနိုင်တယ်ဘလို့လူတွေရဲ့ပြဿနာအဲ့လိုမျိုးပဲကျွန်တော်ရှိတယ်အတူတူနဲ့ဝေမျှခြင်းတယ်ကိုသိတာဖြေရိုင်းလုပ်ပေးခြင်းတယ်ဒါပေမဲ့ခုမြန်မာလူမျိုးချင်းချင်းလာမှာဟာဒီကောင်ဆရာကြီးပါကွာဆောက်ယူခေါင်းထဲမှာမထည့်နဲ့အကောင်ပြောတဲ့ဟာတွေကျွန်တော်ရှိရပညာရေးကောင်ကြီးယူအောင်မှန်းမသိဘာလဲလူတွေကမနာလူမှုတွေနဲ့များတယ်အဲ့တော့ဗမာကြီး sorry ပဲကိုညီတယ်ကိုစကားကိုနားမထောင်တဲ့လူတွေနော်ကိုစကားကိုနားမထောင်တဲ့လူတွေနော်ဗမာလူမျိုးတွေနော်ကျွန်တော်တို့မြန်မာလူမျိုးချင်းပဲနော်အစင်ပြပါစေပြီးတော့ဌာနမှာတော့ထည့်ပေးခဲ့တယ်ကျွန်တော်စကားနားမထောင်ဒီဌာနကိုရောက်လာအောင်ဘယ်လိုလုပ်ပေးခဲ့ကျွန်တော်လုပ်ပေးခဲ့မန်နေဂျာကိုပြောပြီးတော့ဒီဌာနကိုပြောင်းပေးခဲ့ဘာကြောင့်လဲဆိုတော့ဒီအနာကပတ်စံလိုချင်တဲ့လူတွေအတွက် OD ပတ်စံရတယ်တနာရီကိုပတ်66ပဲရတယ်4နိုင်5နိုင်ဆိုရင်မနေ့ကရတယ်အော်ပတ်စံတွေထွက်ပါလေအဆင်ပြေပါလေဆိုပြီးတော့ဒီဌာနကိုပြောင်းပေးအေးဆေးပဲလုပ်လို့ရှိရင်အိတ်လို့ရတယ်ဒါကျွန်တော်စကားကိုနားမထောင်မင်းဆရာကြီးလားဆိုဆရာကြီးမဟုတ်လို့လေဒီလူတွေဒီဌာနကိုရောက်အောင်ကျွန်တော်ပြောင်းပေးခဲ့တယ်ဒါပေမဲ့စေတနာကိုစော်ကားတဲ့အပြင်မင်းပေါကောင်းလားမကောင်းဘူးပြောတယ်။ခိုင်းရချို့ရဝင်ပြောပြီးတယ်။ customer ကပြောနေချိန်မှာဝင်ပြောပြီးတယ်။အဲ့ဒါရတော့လူဖြစ်သွားရင်တော့ဆိုရင်မင်းဝင်ပြောဆိုဝင်ပြောတယ်မလေးမစားနဲ့။သူတို့ဒီဌာနနဲ့ပို့ပေးရတယ်။ဒီဝေဂျာလောကဆိုတော့ပေါ်တယ်။ရက်လေးယူပေးပါအောင်ငါတွေကမလေးမစားနဲ့။မင်းယူပေးလေဟုတ်။အဲ့ဒါပါလဲဆိုဒီစီကန်းဆိုတဲ့ဟာကြီးသူတို့မသိတော့အဲ့တော့ကိုမသိအောင်ဒီဟိုတယ်မှာရှိတဲ့ပစ္စည်းတွေအရက်တွေပြီးရတယ်ပူလို့ဆိုရင်အိမ်ကိုပြန်သေးသွားတယ်ဒါပေမဲ့စီကန်းထဲမှာမပေါလုံးဝသိလို့မရဟိုတယ်လိုက်ကအဲ့တော့ကိုပြောတခါပြောကြည့်မလုပ်ပါနဲ့ငါမျက်နှာပြက်ကြတယ်တခုမိသွားပြီဆိုရင်ဒီပစ္စည်းတွေအရက်တွေပြီးရတယ်ကိုအိမ်ကိုမသေးသွားပါနဲ့နော်ငါထိကြိုက်နိုင်တယ်ဆိုတော့ဟောဒီကောင်ဘာကောင်လဲဆိုတော့ဘာဖြစ်နောက်ပဲဖြစ်ဆိုတော့မန်နေဂျာတက်ပြောတယ်မန်နေဂျာကျွန်တော်ပြောတဲ့စကားနားမလဲဘူးနားမထောင်သူနားမထောင်အဲ့အတွက်ကျွန်တော် control လုပ်ပြီးလို့မရအောင်မန်နေဂျာပါနဲ့မန်နေဂျာပြောလို့ပြောတော့ရတယ်ငါမှငါခိုင်းရမယ်ဆိုတော့လုပ်တယ်မှာကျွန်တော်လုပ်တယ်မြန်မာကြီးရှိတယ်ကိုလုပ်တယ်ထိုင်းနေတယ်ပဲစကားပြောတယ် customer နဲ့စကားပြောတယ်ကိုလုပ်တယ်ပြီးသွားတချို့ပြရအောင်နော်ပြီးဘက်မှာလည်းရောက်တယ်အခုမြန်မာလူမျိုးချင်းလည်းစီးစင်းလုံးမနေဘူးမနာလိုမှုတွေများတယ်သူတို့ရဲ့ level သူတို့ရဲ့စူးစမ်းမှုတွေဘာတွေတက်လာလဲဆိုဘာမှမတက်လာဘူးအခုအဆုံးကြီး translate နဲ့ပြောမယ်ဆိုတာကြီးပဲအဲ့ဒီကအဲ့ brain level ကဘယ် level ရောက်နေလဲဆိုကြည့်တယ်ဒီကောင်လေးမစွန်စားရဲတဲ့နေရာမှာသူများရဲ့ဘောနော်ဟိုလမ်းကိုခင်းပြီးသားကိုအစင်စင်လေးဝင်ပြီးတော့ဆရာကြီးတွေလှုပ်ရှားတကယ်သူလောင်းလာဆိုရင်ပါကြက်လဲဆိုရင်ဘာမှမဖြစ်ဘာရလဲဆိုရင်ဘာမှလည်းမရလေးလောင်မှုစွမ်းရတယ်မရှိအဲ့လိုလူမျိုးတွေလုံးဝနေရမရအောင်ကျင်းသေးလေးရောနေရမရအောင်ဒီ level မှာပဲကြိုက်တဲ့အလုပ်မှာကြိုက်လို့သွားရှောင်းသူတို့အလုပ်ထွက်မှာမဟုတ်သူတို့လည်းအလုပ်ထွက်မှာမဟုတ်အလုပ်လည်းမထွက်ရဘူးစွန်စားရဲမှာလည်းမဟုတ်သူများကရဆောက်စရာကြီးလုပ်ပြီးတော့ချဲတယ်နေတာကျွန်တော်စမပြေဘူးအောင်နေလာတော့တယ်သူများနိုင်မှာနော်ဘာမှမပြောတော့ဌာနပြောင်းမှုတော့ကျွန်တော် HR ကိုပြောမယ်မပြောင်းဘူးရတယ်ပိုင်ပဲထွက်ပြီရှားလို့ပြန်ရှာဘာသာစကားရတယ်တွေ့ကြုံရှိစွန်စားရဲကြောက်စိတ်မရှိအစ်စေးပဲအဲ့တော့လူငယ်တွေကျွန်တော်ပြောချင်တာမင်းပါကောင်လဲငါပါကောင်လဲချဲတယ်နေချင်းနေဆိုရင်ကျွန်တော်မှ level တစ်ခုရှိဖို့လို့အဲ့ဒါကိုစူးစမ်းကြပါအဲ့တော့ဒါကဘဝအတွေ့အကြုံကျွန်တော်ရဲ့ဘဝအတွေ့အကြုံတွေနဲ့ကျွန်တော်တို့ပေါ့နော်ဒီ scale တစ်ခုသင်ယူပါဆိုတဲ့အားလေးနဲ့ကျွန်တော်ရဲ့စကားထဲမှာအတွေ့အကြုံလေးတွေမှာတစ်ခုသင်ယူစရာလေးရမယ်လို့ထင်ပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ကြောင်အားလေးမှာပြန်တွေ့ရအောင်